လေးသားရှိခင်ရပါတော့တောင်သူဦးကြီးများခင်ဗျာရေကြီးပြီးတဲ့နောက်ရေပြန်ကြပြီဆိုပြီးစိတ်အေးနေလို့မရဘူးနော်ရေကြပြီးတစ်ပတ်နှစ်ပတ်အတွင်းမှာစဘာခင်းနေမှာပြဿနာဘောင်းတုံကြောက်တက်တဲ့အတွက်အခုပြောပြမယ်အချက်လေးတွေကိုလိုက်လို့ဖို့လိုမယ်နော်ကဲရေကြလာနဲ့ပထမဦးဆုံးစဘာပင်များကောင်းမကောင်းကိုတေချာစစ်ဆေးပါအချိန်နေကောင်းတဲ့ဆိုရင်တော့ဆက်လို့ရမှာကနှုံးများစဘာရက်တွေမှာကက်ကြံနေသေးရင်အပင်ရဲ့အစာချက်အားမကောင်းတဲ့အတွက်ရေဖီအားကောင်းတဲ့ဆေးပုံးနဲ့နှုံးများကိုဆေးကြောပေးရမှာဖြစ်ပါတယ်စဘာပင်များကိုရေမြုပ်ပြီးတော့ရေသွင်းရေထုတ်လုပ်ပြီးတဲ့ဆေးကြောလို့ရပါတယ်မိုးရွာတို့နှုံးများစင်ကြယ်သွားရင်တော့ဆေးကြောစရာမလိုတော့ပါဘူးပြီးရင်တော့ပိုးယောဂရှိမရှိကိုစစ်ဆေးဖို့လည်းလိုပါတယ်ရေကြပြီးနောက်ပိုင်းမှာအမြင့်ပုတ်ဗတိယရွက်ချောင်းစစ်ပိုးရွက်လက်အိမ်ပိုးကြားတတ်တာမို့အဲ့ထဲကတခုခုကြခဲ့ရင်အရင်ဆုံးကာကွယ်နှိမ်နင်းဖို့လိုပါတယ်ပိုးယောဂတွေမရှိတော့ဘူးဆိုရင်တော့စဘာပင်အမြင့်တွေအောက်ဆီဂျင်ကောင်းကောင်းပြန်ရနိုင်ဖို့2ရက်3ရက်ဝန်းကျင်နောက်ရေပြောင်းအောင်ထုတ်ထားဖို့လိုပါတယ်ရေမြုပ်ပြီးစဘာပင်များနန်းပြန်ထားဖို့ရဲ့အာဟာရမြန်မြန်ရရှိဖို့အတွက်ရေတကွန်ရဲ့ပလဲဆန်းနဲ့နေကြီးဆန်းကိုဖြန်းပေးဖို့လည်းလိုပါတယ်အပင်ရဲ့ယောဂနာခံနိုင်ပြီးတောင်နှိခိုင်ပါဖို့အတွက်ပိုတက်လျှောက်ပြီးကြောက်မုတ်တအိတ်ကိုလည်းရောဆက်ပြီးတော့ကျွေးပေးဖို့လိုပါတယ်ဗျာရေကြပြီးနောက်ပိုင်းစဘာပင်တွေပြန်ကောင်းလာနိုင်ဖို့အားပြန်ယူတဲ့အချိန်မှာပိုးယောဂတွေအချိန်မရွေးကြောက်တထမှုမိမိစိုက်ခင်းတဲ့သူကင်းထောက်စစ်ဆေးဖို့လိုမယ်နော်တဘာတွေမှာဘယ်လိုပြဿနာတွေကြုံနေရလဲဆိုတာကိုကွန်မန့်ပေါက်မှာရေးသွားပြီနော်ရေတကုံကပြန်ဖြေပေးပါမယ်